အားလုံးပဲမင်္ဂလာပါ brush set ကောင်းကောင်းလေးရှာနေတဲ့သူရှိလားရှင်အဲ့ဒါဆိုရင်တော့ဒီဗီဒီယိုလေးကသင်သက်ပါပဲဒါလေးကကိုယ်တိုင်ဝယ်သုံးထားတဲ့ brand လေးဖြစ်ပါတယ် sponsor brand မဟုတ်ပါဘူးเนาะဝယ်သုံးပြီးလို့ကြိုက်တာလေး review လာပေးရပါဒီ brush set လေးအကြောင်းလည်းအရင်ကဗီဒီယိုလေးလုပ်ပေးဘူးတယ်ဒါပေမဲ့အတန်တိတ်မကြားရဘူးဆိုလို့ဝယ်ဗီဒီယိုလေးပြန်လုပ်ပေးဖို့စိတ်ဖြစ်တာပါဒါလေးဆိုဝယ်သုံးနေတာတစ်လကျော်ပါပြီဒီပစ္စည်းလေးတွေကိုဝယ်မှာထားတာထားပေါင်ကနေမှာထားတာပေါ့နော်သူ့ရဲ့ brand ကတော့ HO ဆိုတဲ့ brand လေးပါဒီတစ်ဆက်လိုက်လေးကိုဝင်မှာထားတယ်သူရဲ့ makeup ဆေးတယ်ဒါလေးရဲ့သူ့ရဲ့ဒီ fall လေးရဲ့သူ့ရဲ့ဒီ brush set ပေါ့နော် brush set ကတော့ total 21ချောင်းပါပါတယ်ဒီ brand လေးကအဝယ်ထားပေါင်မှာရှာပြီးတော့ internet မှာလည်းပဲ review များလို့ပေါ့နော်စိတ်ဝင်စားပြီးတော့ဒါလေးကိုမှာခဲ့တာဖြစ်ပါတယ်သူ့ရဲ့ဒီအသားကတော့ leather သားဒီမှာဆိုလို့ရှိရင် leather ဒီကက်ခွာလည်းတော်တော်လေးအားကောင်းတယ်ပြီးအတွင်းထဲမှာဒီလိုငွေရောင်သားလေးနဲ့ဒီလို pocket လေးနှစ်ခုပါတယ်ဒီထဲမှာကိုခရီးတွေပါတယ်သွားမယ်ဆိုရင်တခြား fall လေးပြ makeup sponge လေးပြတခြားထည့်ချင်ရလေးလည်းထပ်ထည့်လို့ရသေးရပေါ့နော်ဒီမှာဆို total အလုံး21ချောင်းပေါ့နော်ဒီ pocket ထဲမှာလည်းဝေထည့်ထားသေးတယ်21ချောင်းပါပါတယ်အဲ့မှာမှဒါအကြီးဆုံးနံပါတ်1 brush က powder brush ဆိုလို့ရှိရင်သူကဒီဘယ်ဟာအတွက်ဆိုပြီးမသုံးတတ်မှလည်းစိုးရင်စရာမလိုဘူးပေါ့နော်ဒီလက်ကင်လေးတွေမှာဘယ်ဟာအတွက်ဆိုပြီးတော့ဘယ်အတွက်အသုံးပြုပါတယ်ဆိုပြီးရေးထားတဲ့စာလေးလည်းပါတယ်ပြီးရင်သူ့ရဲ့ဒီပုံစံလေးပေါ့နော်သူ့ရဲ့ဒီ brush ရဲ့ဒီပါးလေးတွေကလည်းပဲအရန်ညံ့နေတာ powder brush ပေါ့နော်အရန် soft ဖြစ်တာမျက်နှာပေါ်တင်လိုက်တဲ့အခါမှာလေတကယ်ကို soft ဖြစ်ပြီးတော့ကြမ်းချင်းရှချင်းလုံးဝမရှိဘူးပေါ့နော်သူ့ရဲ့အမွှေးလေးတွေကအရန်ညံ့တာဒီပေါင်နာလေးကိုယူပြီးတော့တိတ်လိုက်တဲ့အခါမှာလည်းပဲဒီသူ့ရဲ့အမွှေးလေးတွေကနုနုညံ့ညံ့လေးဖြစ်ပြီးတော့မျက်နှာပေါ်မှာလိုတဲ့နေရာလေးပုံမသွားပဲတနေရာလေးကိုပုံမသွားပဲနဲ့ဖြန့်ရတာအရန်လွယ်တယ်နောက်သူ့ရဲ့ဒီသုံးထားတဲ့လက်ကင်ဒီဇိုင်းလေးပေါ့နော်လက်ကင်ဒီဇိုင်းလေးဆိုလေဒီတည်တည်တက်တက်ပေါ့နော်ပုံစံလေးဟိုအရင်အပေါ်သားမဆန်ဘူးပေါ့အဝေးဒီတစ်ဆက်လုံးကိုဝယ်တာ$19 $59လောက်တော့ပေးရတယ်ဟိုတိတ်မမှတ်မိတော့ပေါ့နော်ဒီသူ့ရဲ့ဒီလက်ကင် quality လေးကိုလည်းသဘောကျတယ်ဒီနေရာလေးဆိုလို့ရှိရင်အချိုက်လေးနဲ့ဆိုကိုကင်ရတာအဆင်ပြေပေါ့နော်ဒါလေးကတော့ powder brush ဒါလေးကတော့ pani brush ပါပေါ့နော်ဒီမှာသူရေးထားပြီလားဒီ pani brush လေးဆိုလဲဒီ powder brush လေးနဲ့ပုံစံတူလေးတော့ဒီလိုပြားလေးကျိုးတွေကလေပြားလေးချစ်စရာလေးပေါ့နော်သုံးရတာလည်းပိုအဆင်ပြေရပေါ့နော်ပြားလေး powder brush လေးသူ့ရဲ့ဒါကတော့သူ့ရဲ့ပုံစံလေးပေါ့နော်အဲ့ပြင်သူ့ရဲ့အမွှေးမြင်လေးတွေကိုကြည့်ပါဦးတော်လေးလာတယ်ပြီးရင်ဒါကတော့သူရေးထားတာကslanted foundation brush ပေါ့နော်ဝယ်ရတော့သူ့ကို contour ချတဲ့နေရာမှာသုံးတယ်ဘာလို့လဲဆိုသူ့ရဲ့ဒီပုံစံလေးကြောင့်အန်ကယ်အဆောင်လေးနဲ့ဆိုဝယ် contour တွေချတဲ့နေရာမှာအသုံးပြုရပေါ့နော်ဒီဟာလေးကိုဝယ်သဘောကျတယ်သုံးရတာလည်းအဆင်ပြေအဓိကသူကဒီမှာကြစ်ကလေး contour ချတဲ့ brush ဆိုတော့ဒါပေမဲ့အမွှေးလေးတန်နူးညံ့ဒါလေးပါနောက်တစ်ခုဒါလေးကတော့ highlighter brush မျိုးစားလေးသူရဲ့ highlighter brush ကလေးလုံးလေးပေါ့နော်တအားအောင်မှချက်ဖို့ကောင်းမွေးလေးရတော့ဒီရောမှမြင်တဲ့အတိုင်းပဲပေါ့နော်အရန် soft ဖြစ်တေချာတာတခုကတော့မျက်နှာပေါ်မှာလုံးဝရှတာကျန်းသွားတာအဲ့လိုလုံးဝမရှိဘူးနောက်သူ့ရဲ့ဒီသုံးထားတဲ့အမွှေးမြင်လေးတွေကလည်းလေနူးညံ့လေးဖြစ်တဲ့အတွက်ပါးပေါ်မှာတင်တဲ့အခါမှာလည်းပဲအဆင်ပြေပေါ့နော် highlighter brush ဆိုလို့ရှိရင်လေသူ့တီချာတနေရာထဲမှာ brush ကပုံမနေဘဲနဲ့ပြန့်နေဖြန့်လို့လွယ်တယ်အဲ့ဒါလေးကိုသဘောကျတယ်ဒါကတော့သူ့ရဲ့လက်ကင်ဒီဇိုင်းလေးပေါ့နော်လုံးဝတည်တက်တယ်ဒါကတော့ makeup foundation တွေသုံးတဲ့အခါမှာသုံးပါတယ်ဒါလေးကသူကပြားလေးဆိုတော့လေသုံးရတာလေဒီ makeup ကိုပါးလေးကြိုက်တဲ့သူတွေပေါ့နော်ဖြန့်ရတာအဆင်ပြေဝေး foundation brush ကိုဒါမျိုးလေးသုံးတာကြိုက်တယ်ပေါ့နော်ဒီမှာတော့သူကပါတော့ရေးပြီးသားပြီးရင်ဒါလေးကတော့မျက်လုံးတွေအတွက်ဒီကနေစပြီးဒီထိအကုန်လုံးကမျက်လုံးတွေအတွက်များတယ်မျက်လုံးကိုဒီတေးထိပြင်လို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးဆိုလို့ရှိရင်သူ nose နှာခေါင်းကိုပေါ်တဲ့နှာခေါင်းပေါ်တဲ့ brush ကဟုတ်တယ်နော်ဒါလေးကနှာခေါင်းပေါ်တဲ့ brush လေးဖြစ်ပါတယ်ဒီမှာ nose shadow brush ပေါ့အဲ့ဒီခါမှာဒီမှာသူဒီလိုအဆောင်လေးမြင်လားမသိဘူးဒီလိုအဆောင်လေးသူ့ရဲ့ပုံစံလေးကတော့ဒီလိုပုံစံပဲဒါဆိုလို့ရှိရင်မျက်လုံးတွေချဲတဲ့ဟာဒီမှာဆိုလို့ရှိရင်ဒါ blending brush ပေါ့ဒါတော့မျက်လုံးကိုချဲတဲ့ပုံစံမျိုးဒါလေးတွေကတော့ပုံပါပေါ့နော်ဒီတေးလေးဒီပါတယ်နောက်ဒီဟာတစ်ခုဆိုလို့ရှိရင် pro eyeshadow blush ဒါဆိုပြကြီး
မျက်ခုံပုံယူပြီးတော့ base makeup အနေနဲ့အကြီးချဲတဲ့အခါမှာသုံးလို့ရတယ်ဒီဟာလေးကကြတော့ဒါ blending brush ပေါ့နော်မျက်ခုံပေါ်မှာ blending လုပ်မယ်ဒီကသူ့ကိုကြိုက်တာဒီလိုပါလေးပေါ့နော်ဒီလိုပါတာကြတော့လေဒီမျက်လုံးအောက်ကိုလေးပဲသုံးတဲ့အခါမှာပြပါလေးဆိုတော့သုံးရတာအဆင်ပြေဒီမှာနောက်ထပ်ဒါလေးဆိုရင်လည်းတည်သေးပေါ့နော် detail လေးတွေခြေတဲ့အခါမှာပိုအဆင်ပြေတယ်ဒါဆို angle brush ပေါ့နော် smoky eye လေးတွေခြေတဲ့အခါမှာ angle brush လေးလည်းအဆင်ပြေတယ်ဒီဟာလည်းပဲမျက်လုံးအတွက်ပဲdetail အောက်မျက်ခမ်းလေးတွေပေါ်တဲ့အခါမှာလည်းသုံးလို့ရတယ်ဒါတွေကတော့ detail တွေပါမျက်လုံးအတွက် detail brush လေးပေါ့နော်ဒါလေးတွေကတော့ထွေထူးပြောစရာမလိုတော့ဘူးအားလုံးလည်းသိပြီးသားမှာ concealer brush 2မျိုးပါတယ်တစ်ခုကတော့ concealer G နောက်တစ်ခုကတော့ detail concealer ပါလုံးဝပါလေးလေးဆိုလေတော်တော် sharp ဖြစ်ပြီးပါလေးပေါ့နော်ပြုံးမလေးတွေခြေတဲ့အခါမှာ concealer brush ပါတီတီလေးနဲ့ကိုရီးယားတွေရောပေါ့နော်အဲ့လိုပုံစံမျိုးလေးခြေတဲ့အခါမှာသုံးတဲ့ဟာလေးတွေ့ပြီပေါ့နော်ဒါကတော့ lip brush ပေါ့နော်နှာခမ်းဒီဆိုတဲ့အခါမှာသုံးတာသူကတော့ဒီလိုလေးတော့ကလေးဒါလေးလည်းသုံးလို့အဆင်ပြေပါတယ်နောက်ထပ်ပါတာဒီထဲမှာနှစ်ချောင်းထည့်တာပေါ့နော်အဲ့ဒါကတော့ဒီဘက်ကမျက်ခုံးမွေးဆွဲတာနဲ့နောက်တစ်ခုက eyeliner အငယ်နဲ့ပေါ်တဲ့ဟာပေါ့နော်ပါလေးပေါ့နော်တော်တော်လေးအဆင်ပြေဝေဒီ review လေးကိုလာပြရတဲ့အချက်ကဝေကိုယ်တိုင်လည်းကြိုက်လို့လာပြရဖြစ်ပါတယ်ဒါလေးတွေကိုရောဒီ brand လေးကိုရောသုံးနေတဲ့သူရှိလားပေါ့နော်သုံးနေတဲ့သူရှိရဆိုရင်လည်း review လေးသုံးလို့အဆင်ပြေလားဆိုတာ comment မှာလာပြီးတော့ပြောပြပေးပါအောင်။ဝေကတော့ဒီလက်ရှိဒါလေးကိုသုံးရတာကြိုက်ပါတယ်။ဆုံးဖြတ်ကြည့်ပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်ဆုံမယ်နော်။